အကယ်ဒမီယွန်းယွန်းတယောက်အသက်26နှစ်ပြည့်မွေးနေ့မှာပဲသိန်းထောင်ကျော်တန်နဲ့ဇိမ်ခံကားအသစ်ကြီးကိုလက်ဆောင်ရရှိခဲ့ပါတယ်။ဒီကားကြီးကိုလက်ဆောင်ပေးခဲ့တဲ့သူကတော့သူမနဲ့နှစ်တိုင်လျှို့ဝှက်လက်တွဲလာခဲ့တဲ့မိုးကုတ်သားချစ်သူကိုတန့်စင်ပဲဖြစ်ပါတယ်။မွေးနေ့မှာကားလက်ဆောင်ရယုံတင်မကပဲချစ်သူကိုပါတရားဝင်ချပြလိုက်တာလဲထူးခြားတဲ့သတင်းပဲဖြစ်ပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိုးနဲ့မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့အမှုပညာသတင်းအချက်လက်တွေကိုအခုလိုတင်ဆက်ပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ပါတရုတ်ဆောင်ယွန်းယွန်းဟာပြီးခဲ့တဲ့ဇန်နဝါရီလ19ရက်နေ့ကအသက်26နှစ်ပြည့်သွားခဲ့ပါပြီ။ဒီနှစ်မွေးနေ့မှာတော့ထူးထူးခြားခြားသိန်းထောင်ကျော်တန်နဲ့ကားအသစ်ကြီးတစ်စီးကိုလက်ဆောင်အဖြစ်ရရှိခဲ့တာကြောင့်ပရိသတ်တွေကြားမှာအတော်လေးကိုအားကျစရာဖြစ်သွားခဲ့ရပါတယ်။ဒီကားကြီးကိုလက်ဆောင်ပေးခဲ့သူကတော့ယွန်းယွန်းရဲ့ချစ်သူမိုးကုတ်သားစီးပွားရေးလုပ်ငန်းရှင်ကိုတန့်စင်ပဲဖြစ်ပါတယ်။ယွန်းယွန်းဟာမွေးနေ့လက်ဆောင်ရတဲ့ကားကြီးနဲ့အတူသူမရဲ့ချစ်သူကိုပါပရိသတ်တွေရှေ့မှာပထမဆုံးအကြိမ်တရားဝင်ချပြလိုက်တာပါယွန်းယွန်းနဲ့ကိုတန့်စင်တို့ဟာအခုဆိုရင်လက်တွဲခဲ့တာနှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်အချစ်ရေးကိုတီတီငိမ့်ငိမ့်နဲ့လျှို့ဝှက်ထားခဲ့ရကနေအခုလိုနှစ်ပြည့်အထိမ်းအမှတ်နဲ့မွေးနေ့မှာမှသိန်းထောင်ကျော်တန်ကားကြီးနဲ့အတူအချစ်ကိုတက်သေးပြပြီးတရားဝင်မိတ်ဆက်ပေးခဲ့တာပါယွန်းယွန်းရဲ့အမည်ရင်းကတော့ယွန်းတန်နာအောင်ဖြစ်ပါတယ်။သူမဟာ2012ခုနှစ်မှာတိမ်မင်းသမီးရဲ့ဒဏ္ဍာရီဇကားနဲ့ကလေးသရုပ်ဆောင်အကယ်ဒမီဆုကိုရရှိထားတဲ့ပရိသတ်အချစ်တော်အမှုပညာရှင်တဦးလည်းဖြစ်ပါတယ်။မိုးကုတ်သားကိုတန့်စင်ကချစ်သူယွန်းတန်နာအောင်အတွက်အခုလိုသိန်းထောင်ချီတန်တဲ့ကားကြီးနဲ့ surprise လုပ်ခဲ့တာဟာသူ့ရဲ့အောင်မြင်တဲ့စီးပွားရေးနဲ့ယွန်းယွန်းအပေါ်ထားရှိတဲ့အချစ်တွေကိုအထင်ရှားမြင်တွေ့နေရတာဖြစ်ပါတယ်။ဒီသတင်းပေါ်မှာတော့ online အသုံးပြုသူတွေကနှစ်တောင်ရှိပြီဆိုတော့တော်တော်လေးခိုင်မြဲတဲ့အချစ်ပဲယွန်းယွန်းလေးအတွက်ဝမ်းသာပါတယ်ဆိုပြီးဆုတောင်းစကားတွေပေးနေကြပါတယ်မိုးကုတ်သားကိုတန့်စင်ရဲ့ရရောမှုကိုလည်းလူတွေကအကြီးအကျယ်ချီးကျူးနေကြတာတွေ့ရပါတယ်မိကုန်းချုပ်ရရင်ယွန်းယွန်းနဲ့ကိုတန့်စင်တို့ရဲ့အခြေရေးဟာအခုဆိုရင်တော့တနိုင်ငံလုံးတည်အောင်တရားဝင်ဖြစ်သွားခဲ့ပါပြီအကယ်ဒမီယွန်းတန်နာအောင်တယောက်အမှုပညာလမ်းမှာရောအခြေရေးမှာပါအခုလိုအောင်မြင်ပြည့်စုံနေတာကြောင့်သူမရဲ့မင်္ဂလာသတင်းကောင်းကိုပါမကြခင်မှာကြားရတော့မလားဆိုတာပရိသတ်တွေကရင်ခုန်စွာနဲ့စောင့်မျှော်နေကြပါတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မိုးနဲ့မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့အမှုပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကယ်ဒမီယွန်းယွန်းနဲ့ကိုတန့်စင်တို့ရဲ့နှစ်ပြည့်အချစ်ခီးလန်းအတွက်ဆုတောင်းစကားလေးတွေကွန်မန့်မှာရေးပေးခဲ့ကြပါဦးနော်နောက်ထပ်သတင်းထူးသတင်းဦးတွေလည်းဆက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်ကျမကတော့မြင့်မြင့်ခိုင်ပါ